ထူးရင်တဲ့အပိရှိလားတဲ့တတူထူးရင်ဘယ်လိုပြောတိတ်တိတဲ့ဒီလောက်တိတ်တိလေးထူးရင်လည်းအပိရှိပါတယ်ဘာလို့အပိရှိလဲဆိုရင်ဘုရားသခင်ကမထူးရဘူးလို့ပြောထားတယ်ကွာနော်ခင်းရလူညီတွေတော့ဘယ်လိုပြောမလဲဆိုရင်တတူမထူးရဘူးလို့ဘေးကျန်းစာမှာဘေးတကြောင်းမှာဘေးတပိုက်မှာရေးထားလေးဆိုပြအရင်ပြောကြကွာနော်ရေးထားတယ်ရှိတယ်ဘုရားသခင်ကိုယ်တိုင်ပြောခဲ့တဲ့စကားစာကြောင်းရှိရကွာနော်ကျွန်တော်ပြပေးကွာနော်ဥမာမှာဝူပြုရန်ကျမ်းအခန်းကြီး19မှာ19အငြင်း28ကိုဖတ်ကြည့်ပါလမ်းကြည့်ပါမှာအငြင်း28မှာပထမတစ်ကြောင်းကကျွန်တော်ဖတ်ပြအောင်နော်တေတော့သူအတွက်တဲ့ကိုအသားကိုတဲ့မခုရှာရတဲ့တန်ပူမထူးရငါဒီထောက်လာဖျားဖြစ်၏တဲ့ဥမာဒုတိယတစ်ကြောင်းမှာရေးတာတန်ပူမထူးရတာတန်ပူမထူးရဆိုတာတန်ပူဆိုတာဘာကိုပြောလဲဆိုတာနော်အဲ့လိုဝက်စီနဲ့ဘယ်လိုပြောအယောင်ကာလာရောပြီးအဲ့လိုမျိုးထူးတာကွာနော်အဲ့ဒီဟာထူးလိုက်လို့ရှိရင်ကိုအသားနဲ့တစ်ထက်သေးအရင်ကြည့်ကောင်းတယ်ရမိုက်အဲ့လိုဘယ်လိုပြောဒဏ်ရာလည်းမရှိဘူးဝက်စီနဲ့ထူးတဲ့ဟာကျတော့လုံးဝဒဏ်ရာဆိုလည်းမရှိဘူးအရင်ကြည့်ကောင်းတယ်အဲ့ဒါကိုတန်ပူလို့ခေါ်တယ်ကွာနော်အရင်ခိတော့ကအဲ့လိုတန်ပူလို့ခေါ်တယ်ကွာနော်နောက်ပိုင်းကျတော့အဲ့လိုစိတ်မီကြောင်တော့အခုခိကာလဆိုရင်တော့တတူးလို့ဖြစ်သွားအောင်နော်တီးလေးတော့ထူးလို့မရကွာနော်ထူးရင်အပိရှိကွာနော်အဲကြောင့်မို့တချို့လူကြထူးထားတဲ့လူလေးရှိတယ်မထူးထားတဲ့လူလေးရှိတယ်ထူးချင်တဲ့လူလေးရှိတယ်မထူးပါနဲ့လို့ကျွန်တော်တိုက်တူးချင်ကွာနော်ခင်ဗျားတို့မယုံလို့ရှင်ကွာနော်ခင်ဗျားတို့မယုံလို့ရှင်ကျန်းစာကိုလန်ကြည့်ကွာနော်ဝူပြုရန်ကျန်းအခန်းကြီး19အငြင်း28ကိုဖတ်ကြည့်ကွာနော်ဥမာရေးထားကွာနော်ဘုရားသခင်ကိုယ်တိုင်ပြောခဲ့တဲ့စကားပေါ့နော်ခင်ဗျားတို့ဖတ်ကြည့်ပါလို့ကျွန်တော်တိုက်တူးချင်ကွာနော်